Hello ကျမတို့စိတ်ဆင်းရဲနေပြီပဲအားလုံးကိုလည်းမင်္ဂလာပါလို့ကျမနှုတ်ဆက်ပါတယ်ကျမအခုနိုင်မို့တောကတွေကျမတို့စိတ်ဆင်းရဲမှုတွေဂျားတွေကနေတက်လာရတဲ့အကြောင်းကြီးကတော့မော်ဘီမှာတည်သွားတဲ့ကျမညီမလေးဒီနေ့အတူပါချပါမယ်ဒါကျမညီမလေးပါဒီနေ့တက်လှုပ်ကအဲ့တော့ကျမညီမလေးကိုနိုင်မို့မှာအိမ်တော်ကြီးဖောက်ပြန်လို့တတ်ပါတယ်ဆိုပြီးမဟုတ်မမှန်သတင်းတွေကြည်နေတဲ့လူတွေကျမဒီနေရာတရားဝင်ပြောချင်တယ်ဒီကိစ္စတွေကိုဆက်ပြီးတော့တင်းနေမယ်ဆိုရက်တိုင်းကမရက်ဘူးဆိုကျမတို့အခုမီဒီယာအမိတက်ထားတဲ့လူတွေကျမတို့တော့သိနားမလဲဘူးเนาะကျမတို့ရနိုင်တဲ့လောက်တရားဆွဲပါမယ်ဒါကြောင့်မို့လို့ကိုလည်းတိတိကျကျမသိသေးနဲ့မဟုတ်မှန်သတင်းတွေကိုပေးပြီးတော့တေသူကိုနှမချင်းမအေးချင်းကိုချင်းမစားဘူးမိသားစုချင်းကိုချင်းမစားပဲနဲ့အခုတို့လုံနေတဲ့လူတွေတရားဝင်ကျမတို့တရားဆွဲပါမယ်ဆိုတဲ့အကြောင်းကျမပြောတာပါကျမညီမလေးတနိုင်မှာအတူကချပါမယ်ကျမညီမလေးကျမတစ်ချက်ပြပါမယ်အဲ့တော့တကယ်လို့ပေါ့နော်အဖြစ်မှန်တွေကိုသိချင်ကျမကိုဆက်သွယ်လိုက်ပါဒီချက်ပေါက်ကနေကျမချို့ရှိဘူးကျမတို့လိပ်စာအတိအကျပေးပါမယ်ကျမတို့ရှိကိုလာပြီးတော့ကိုယ်တိုင်မင်းမြန်းနိုင်ပါတဲ့အဖြစ်ပြတယ်အဲ့တော့အမှုအခင်းကိုရဲတွေတောင်မှတိတိကျကျပြန်မဖြေနိုင်တာကိုအတိအကျသိနေတဲ့ပုံစံမျိုးတွေနဲ့မတရားရရဆက်ဆက်အသက်ခံရတဲ့မိန်းကလေးတယောက်ကိုဘာဖြစ်လို့များအခုလိုမျိုးတွေဟုတ်လားအပုတ်ချပြီးတင်နေကြတာလေဘလို့စိတ်မျိုးတွေဆိုတော့ကျမလည်းနားမလဲတော့ပါဘူးဒါပေမဲ့အခုတရားဝင်ကျမပြောချင်တာကဒီလိုတွေဆက်ပြီးလုပ်နေဒီလိုလုပ်နေတဲ့လုပ်ရက်တွေရက်တရက်ပြီပါဒီလိုတွေဆက်လုပ်နေမယ်ဆိုလို့ရှိရင်ကျမတို့ဒါတရားဝင်တရားဆွဲပါမယ်ဆိုတဲ့အကြောင်းကျမတက်ပြီးအသိပေးတာပါကျမတို့မှပဲပူပင်တော့ကတွေနဲ့ကိုချင်းစာစိတ်လေးထားကြပါရက်တရက်ရက်ပေးကြပါလို့ကျမဒီနေ့ကအမျိုးမျိုးတောင်းပန်ပါတယ်ဒါလေးပြောချင်လို့ပါကျမတို့မှာဘလောက်တော့ကတွေရောက်နေလဲဆိုတာရှင်တို့မြင်စေချင်ပါတယ်အဲ့တော့သိချင်တာရှင်လာခဲ့ပါကျမတို့ရှိတိုက်ရက်အခုတည်နေတဲ့မီဒီယာတွေကျမတို့လိပ်စာအတိအကျပေးပါမယ်နော်ဒါလေးကျမတက်ပြောတာပါဒါပါပဲရှင်ဟုတ်လားကိုယ်စိတ်နှလုံးကျမချမ်းသာကြပါစေကျမတို့လူအဖြစ်မျိုးမရောက်ခွဲနဲ့ဟုတ်လားအကုန်လုံးတက်တန်းရှိရှိနေနိုင်ကြပါစေဒီမှာတရားဆုတောင်းပါတယ်ရှင်မင်္ဂလာပါတနိုင်ထိုးရင်မလေးချရပါနော်လူတွေလည်းတော်တော်များများရပါတယ်မလာဘူးဒီညလာတယ်ညအဲ့ဒါအငယ်ဆုံးလေးပါဆုံးသွားတဲ့တက်လှုပ်လေးအငယ်ဆုံးသမီးလေးပါသမီးကောင်မလေးကိုတစ်ချက်တော့ခေါ်နော်ကောင်မလေးကြပြီလားအဲ့တော့တနိုင်မှာအတူပါချပါမယ်ကျမကိုအားပေးကြတယ်ပြင်ကြတယ်ကျမညီမလေးမတရားအပြောခံလိုင်းပေါ်မှာတည်နေကြတဲ့နေရာတွေမှာလည်းသွားပြီးတော့အဲ့လူပြန်ပြီးတော့တိုက်ခိုက်ပေးနေကြတယ်ဟောကျမတို့မျိုးကကျမတို့သိတဲ့လူတွေကျမတို့မျိုးကလူတွေကကျမတို့အကြောင်းကိုသိတယ်လေအဲ့လိုမျိုးပေါ့တက်တက်လူလေးအကြောင်းလည်းအကုန်သိတယ်အဲ့ဒီလူကတက်တက်လူလေးဘွားကိုနားလေကျမညီမလေးကအိမ်အောင်ကွဲတာဒီခုနပြတဲ့အငယ်ဆုံးလေးကိုဝင်နေပေါ့နော်အဲ့ဒီတည်းကကွဲသွားတဲ့ခါကျတော့ခုဒီကလေးမလေးက9နှစ်ခွဲရှိပါတယ်အငယ်ဆုံးလေးကအဲ့ဒီ9နှစ်ခွဲအငယ်ဆုံးလေးရှိတယ်အငယ်ဆုံးလေးက9နှစ်ခွဲရှိပါဘူးအဲ့ဒီအငယ်ဆုံးလေး9နှစ်ခွဲရှိတဲ့အချိန်မှာဒီကောင်လေးကတော့သူကြိုက်နေတာ3နှစ်လောက်ရှိပြီချင်းကျမတို့ကသဘောမတူပါဘူးမတူတဲ့ခါကျတော့သူကအဲ့မှာအိမ်ဟာလေးသွားနေပြီးတော့ဆက်ချုပ်ပြီးတော့ရတဲ့ဟာလေးကိုတော့ခလေးတွေကိုပို့တယ်ပေါ့နော်သူအဲ့မှာအဲ့ကောင်နဲ့သွားနေတယ်ဒါပေမဲ့သူတို့တရားဝင်ဒီစာချုပ်လက်မှတ်ထိုးတာတော့ကျမတို့လည်းမသိလိုက်ဘူးကျမတို့တက်တော့ဘုံမှာတက်လာမှသူကဒါချုပ်ကိုစာချုပ်ကလေးကိုတင်တော့မှကျမတို့လည်းသိရတာပဲနော်၄လလောက်ပဲရှိသေးတယ်၄လလောက်ပဲရှိတယ်ပေါ့နော်အော်သူကြံခဲ့တဲ့ခွေးလေးကိုလည်းကျမမနေ့ကခေါ်လာပါပြီလို့ကျမတို့မနေ့ကရှေ့နေနေနဲ့အဲ့ဒီအခင်းဖြစ်တဲ့နေရာကိုရောက်ခဲ့ရပါတယ်ကျမတို့ရောက်ခဲ့ပြီးတော့ကျမတို့မနေ့ကရဲစခန်းကိုလိုက်သွားတယ်ရှေ့နေနေနဲ့ဒီအမှုကျမတို့ဘက်ကရှေ့နေနေပေါ့နော်ကျမတို့သွားတယ်ဆိုတော့ဒါဘယ်လိုပြောမလဲကျမတို့ဘက်ကလည်းတတ်နိုင်နေညီမလေးနဲ့ပတ်သက်ထားတယ်ကျမတို့တတ်နိုင်နေလိုက်လုပ်နေပါတယ်အဲ့တော့
ကျေးဇူးတင်ရကောင်းတဲ့လူတွေလည်းဒီကိစ္စမှာရှိတယ်သူများရဲ့အပူခါနေပြီးတော့သူတို့စားဖို့ရှာနေကြတဲ့လူတန်းသားတွေလည်းရှိတယ်ပေါ့နော်ကျမတို့လည်းဒီမှာတော်တော်စိတ်ဆင်းတာတယ်ကျမညီမလေးဆိုမကြည့်တော့မကြည့်ဘူးပေါ့သူဟိုမှာပဲရှိနေသူဒီမှာပဲရှိနေသူလို့ပုံစံမျိုးနဲ့နေနေရပါတယ်အမေရှင်မှာလုပ်လိုက်အမေကဖြစ်သွားမှာဆိုတော့နော်အားကြောင့်မို့ကျမကိုဝိုင်းဝန်းပြီးကူညီကြတယ်အားပေးကြတယ်နှစ်သိမ့်ကြတယ်တကယ်ချင်းအားလုံးလည်းကျေးဇူးတင်ပါတယ် line ပေါ်မှာကျမညီမလေးရဲ့တိတ်ခါကိုလိုက်ဆက်ပေးနေတဲ့တကယ်ချင်းအားလုံးလည်းကျမဒီညကျေးဇူးတင်ပါတယ်ကျမတို့တနိုင်ကြအတူကချပါမယ်နော်ဒီမှာပါသူ့ရခွေလို့လေကျမခေါ်လာပါပြီဒီမှာကောင်မလေးကိုကျမတို့ခေါ်လာပါပြီလို့အဲကောင်မလေးပဲပျောက်နေသလို